Okay အားလုံးပဲမင်္ဂလာပါ Temex ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ Temex ကိုအားပေးနေတဲ့သူတွေတော့တက်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇလန်လေးကတော့နောက်ခုနှစ်မှာထွက်ရှိခဲ့တဲ့ Avana ဆိုတဲ့စကားကိုဘိုင်း၅ဘိုင်းခွဲပြီး Real လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ကတော့ Temex ကနေ assistant တွေကိုတက်ဆက်ပေးနေတဲ့မင်ခံပဲဖြစ်ပါတယ် Okay ဒါဆိုရင်တော့ assistant လေးကိုဆက်လိုက်ရအောင်ခင်ဗျာPandora ကျိုးဘောကို Chesli ပထမဆုံးအချိန်ရောက်စီခြင်းဇလန်းစာကိုတော့ Pandora လို့ခေါ်တဲ့စိန်လမ်းပြီးအန်ဒီများတဲ့ကျိုးတစ်ခုကိုမှစတင်ခဲ့ပါတယ်။အဲဒီ Pandora ကျိုးဘောမှာဆိုရင်တော့ Navi လို့ခေါ်တဲ့လူမျိုးစုအပါအဝင်ထူးဆန်းတဲ့တက်တော်များစွာလည်းရှိပါတယ်။အနာဂတ်မှာလူသားတွေဟာကမ္ဘာမြေပေါ်ကတယံဇာတာတွေကုန်ခန်းလာပြီး Pandora မှာရှိတဲ့ Noctinian လို့ခေါ်တဲ့အဖိုးတန်တက်တူတွေကိုတူးဖော်ဖို့စက်တက်နဲ့တိတ်ပင်ပညာရှင်တွေရောက်ရှိလာခဲ့ကြပါတယ်။အဲ့ဒီစက်တင်နဲ့တိတ်ပင်ပညာရှင်တွေထဲမှာချစ်ချီလီဆိုသူတူဦးလဲပါလာပါတယ်။သူ့ကိုရင်ဖြတ်သူတိတ်ပင်ပညာရှင်ကိုလန်တော်တဲ့အတွက်သူ့ကိုပဲ Avana program နဲ့မှာအစားထိုးခန့်အပ်ထားတာဖြစ်ပါတယ်။ Avana program ဆိုတာ Navi လို့ခေါ်တဲ့ Pandora ကျိုးကဒေတာခံမျိုးနယ်စုရဲ့ခန္ဓာကိုယ်တွေနဲ့ပုံစံတူအောင်ပေါင်းစပ်ထားတဲ့ hybrid body တွေကိုထိန်းချုပ်ထားပြီး Pandora ကျိုးပေါ်မှာလွတ်လွတ်လပ်လပ်တွားလာနိုင်ဖို့ဖြစ်ပါတယ်။ကျိတ်ဟာသူ့ရဲ့ Avana ခန္ဓာကိုယ်တွေဝင်ပြီး Pandora ကိုပထမဆုံးချိန်ရောက်ရှိခဲ့သူလည်းဖြစ်ပါတယ်။တရှိလီကောင်းဆောင်တဲ့အမန်တကယ်မျိုးနေဆိုတဲ့ချိတ်စီလီရောက်ရှိသွားတဲ့အခါသူဟာနေဗီဒီယိုရဲ့ယဉ်ကျေးမှုတဘောနဲ့ချိတ်ဆက်နေပုံတွေကိုပုံလုံးနားလည်လာခဲ့ပါတယ်။အဲဒီနောက်နေဒီဟာချိတ်ကိုနေဗီလူမျိုးတွေရဲ့ပေါ်နီလန်းတွေနဲ့သူတို့ရဲ့ယဉ်ကျေးမှုတွေကိုတင်ကြပေးခဲ့ပါတယ်။အချိန်ကြာလာတဲ့နေ့မြချိတ်ဟာနေဗီဒီယိုရဲ့ဘဝကိုနှစ်သက်လာပြီးသူတို့ရဲ့နေပုံထိုင်ပုံအတိုင်းဝိုင်းတဲ့ပုံမနဲ့ဆင့်ကျော်ရောက်ရှိလာခဲ့ပါတယ်။သူဟာနေဗီဒီယိုရဲ့အရေးပါဆုံးအတိုင်းပိုင်းကဖြစ်လာပြီးချိတ်စလီနဲ့လည်းချိတ်ချိတ်သွားခဲ့ကြပါတယ်။လူသားတွေနဲ့ Navi တွေပဋိပက္ခဖြစ်ပွားလာခြင်းဒီချိန်မှာတော့လူသားတွေရဲ့ဆက်သက်ကောင်းဆောင်မေခွင်းတို့ဟာ Pandora ကျိုးပေါ်မှာရှိတဲ့ Noctinian လို့ခေါ်တဲ့အဖိုးတန်တက်တူတွေကိုတူဖို့ Chase ကိုပုံမတိုက်တွန်းလာခဲ့ကြပါတယ်သူတို့ဟာ Navi တွေမှာပျက်စီးရတဲ့ home to တက်ပန်ကြောင်းမှာ Noctinian တက်တူများစွာရှိနေတာကိုသိရှိခဲ့လို့ပဲဖြစ်ပါတယ် Chase ကလူသားတွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုကိုတားဆီးဖို့စ조사ခဲ့ပေမဲ့နောက်ဆုံးမှာတော့သူဟာ Avana ခန္ဓာကိုထိန်းချုပ်ထားတဲ့လူသားတယောက်ဖြစ်နေတာကို Navi တွေသိရှိတဲ့နောက်ပိုင်းမှာတော့သူ့ကိုတက်ဆက်ပေါင်းလို့မှဲ့ယူလာခဲ့ကြပါတယ်လူသားတွေဟာ Navi တွေနေထိုင်တဲ့ home tree ကိုဖျက်ဆီးလိုက်တာကြောင့် Navi တွေအများကြီးတေဆုံခဲ့ရပါတယ်။ကျိတ်စာချန်စီနေခဲ့တဲ့ Navi တွေကိုစီယုံပြီးနောက်လူသားတွေကိုတိုက်ခိုက်ဖို့စ조사ခဲ့ပြီး Tresmas to ရန်ကန်တော်မန်ကြီးကိုစီနေနဲ့တန်တာရေးလာရွေးချယ်ခံရတဲ့ဖြစ်ပေါ်ထွက်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ Navi မျိုးနေစုနဲ့ Chase တို့ဟာစူပေါင်းပြီးလူသားတွေကိုတိုက်ထုတ်ခဲ့ကြပါတယ်။အဲ့ဒီပြန် Pandora မှာရှိတဲ့တရှိအားလုံးဟာ Away ရဲ့ computer နဲ့ Navi တွေဖက်ကနေပေါင်းတိုက်ခိုက်လာခဲ့ကြပါသေးတယ်။တိုက်ပွဲပြီးတဲ့နောက်လူသားတွေကို Pandora ကျိုးပွားနေပြန်လက်ထွက်ခွာခိုင်းခဲ့ပါတယ်။ချိတ်စားလက်တူရဲ့မူလလူခန္ဓာကိုဆွန့်လွတ်ပြီး Navi ခန္ဓာကိုယ်ထဲမှာကျန်ရဖို့ဆုံးဖြတ်လိုက်ပါတယ်။ဇလန်ကို Away ရဲ့ဆွမ်းအားတွေကြားချိတ်ရဲ့ဝိညာဉ်ကိုတူရဲ့ Avana ခန္ဓာကိုယ်တွေဖြစ်ပြောင်းပေးတဲ့အကြောင်းအရာတွေနဲ့ပြုလုပ်ခန့်တယ်လို့ကအဆုံးသတ်ထားပါတယ်။ချိတ်ဟာတကယ် Navi တယောက်ဖြစ်သွားပြီးနေတရေနဲ့အတူ Pandora မှာနေထိုင်သွားခဲ့ကြပါတယ်။ဟုတ်ကဲ့ပါဇလန်လေးကတော့ဒီလောက်ပါပဲခင်ဗျာ။ Avana ဆက်ကဟာနေပညာရခတ်မိပြီးဇလန်အနေနဲ့လက်စိတ်ဝင်စားပွေကောင်းတဲ့ဆက်ကတကားဖြစ်ပါတယ်